လေးသွားတော့မှာဖြစ်ပါတယ်။ကြိုက်စီရဲ့စီကများကိုရောဒီဟာမှာဗျာဘုရားတော်ကတက်လာတော့ကျွန်တော်တို့ဘုရားစိတ်တော်ကနေစားလို့ကျွန်တော်တို့ဖေးရမှာမဖြစ်ပါဘူးဗျာဘုရားသခင်ရဲ့စေမောတော့နောက်မှလည်းဆက်မယ်ဆိုတာတွေ့ရမှာမလား
ဖြစ်ပါခင်ဗျာနောက်တော့သုံးတက်တဲ့ရင်ဆိုင်ရှင်ကြိုင်ကိုယ်ကဆိုတဲ့အကြောင်းသင်အောင်ပါခင်ဗျာအမင်းနဲ့သုံးဆက်ကပဲ